င်နာကငါလည်းမဟုတ်ဘူးလေဘာလို့ပင်နာငါပြန်ပါနေတိုင်းပင်နာဆိုတာပါတယ်အေးအစင်းသားလေငါဘာလို့ပင်နာပြန်ပါဘိန်းတန်နဲ့ဘိန်းတန်လုံးငါပြပင်နာမှာဘိန်းတန်ဘလို့ပါတာမသိဘူးမိမလည်းပြောတယ်ပင်နာကရှင်းလို့ပြောနေကြတယ်ဒုက္ခပဲနေတိုင်းမိုင်းဆိုတော့လုံးဝဥမိုးလို့ပဲပြောတာနော်သူကရှောက်ရွှီးနေတာလည်းကအများနဲ့ဒီ essence ကသူကြားမှုတဲ့ essence နဲ့အဲ့လိုမျိုးပြောဟုတ်လားဒုက္ခဥပညာချက်ဒုက္ခဥမကြိုက်ဘူးအဲ့ဒါမောင်းသီဆိုတာဒီရုပ်ရှင်သင်တန်းဆိုလို့ရှိရင်သူကမင်းသားမင်းသမီးတွေပဲလုပ်ကြတာပေါ့နော်အရင်တော့ဟုတ်စင်တော့လုပ်ခဲ့ဘူးဒါပေမဲ့တက်မဲ့သူမရှိလို့ပြုတ်သွားဆိုတဲ့သဘောပေါ့ရုပ်ရှင်သင်တန်းဆိုသေယုတ်ဆောင်တွေပဲလုပ်ကြတာပေါ့နော်အခုကအားလုံးကအဲ့သေယုတ်ဆောင်တွေကိုသင်တန်းတွေပေးပြီးတော့အဲ့သေယုတ်ဆောင်တွေကသင်တန်းတွေဆင်းသွားပြီးတော့လေအဲ့သေယုတ်ဆောင်တွေကဘယ်တွေရောက်ကိုမှလည်းမသိတဲ့ဟာတွေလည်းအများကြီးရှိတယ်လေအဲ့ဒီနေ့ကျတော့ဒီ AES မြန်မာကနေပြီးတော့သူက Andy Grace ပါပဲအဓိကတော့ဆက်သွယ်လာပြီးတဲ့နောက်မှာတော့ကြည့်လိုက်တဲ့ခါကျတော့သူကဒီ SAE ဆိုတဲ့ University နဲ့ချိတ်ထားတယ်ခုပါတော့ပါတဲ့ပြင်နောက်ပြီးတော့သူကဒီဟိုမှာscholarship တွေလည်းပေးတယ်ပြီးတော့နိုင်ငံတကာ Defense Institute ခုဖြစ်သွားပြီးတော့ဒီနှစ်တည်ပြီးတော့ဟိုမှာ2နှစ်တောင်တင်ရမယ်ဆိုတော့ပြီးတော့အဲ့ကကြတော့မှခုနပြောတဲ့ဒီမှာသေယုတ်ရုပ်ရှင်သင်တန်းဆိုသေယုတ်ဆောင်ဆိုတော့မဟုတ်တော့ပဲနဲ့သေယုတ်ဆောင်နောက်မှာရှိတဲ့ဟာလာကျွန်တော်တို့ director ဇန်ညွန်းဟာလာနောက်ပြီးတော့ art director DOP အဲ့ဒါမှရှိတဲ့ဒီဟောပေါ့ဒီ production design ပေါ့အဲ့ဒီပါလာတော့အရန်ကိုစိတ်ဝင်စားသွားပြီးတော့သူတို့လည်းဖြစ်စေခြင်းတယ်ပြီးတော့လူငယ်တွေကိုလည်းတက်စေခြင်းတယ်ဘာဖြစ်လို့ဆိုတော့မင်းသားမင်းသမီးဆိုတာဟာအမှန်တော့ဟို line ကားစကားနဲ့ပြောမှဆိုဂိတ်ဆုံးပဲမင်းသားမင်းသမီးကဘာမှမဟုတ်ဘူးမင်းသားမင်းသမီးဆိုတာနိုင်ငံတကာမှာအလုပ်ကိုင်အခွင့်အရေးကမင်းသားမင်းသမီးကအနည်းဆုံးပဲဒီဟိုပေါ့ရုပ်ရှင်လုံးမှာခုနပြောတဲ့ဒီဇန်ညွန်းတို့ driver တို့ဟဲ့လားပြီးတော့အနောက်မှာရှိတဲ့ခုနပြောတဲ့ဒီ art driver တို့ DOP တို့အဲ့ဒါကသမီးဟိုထိုင်းတို့ဒီနေ့မလေးရှားတို့ဘာလို့ပြင်ပနိုင်ငံတစ်ခုကိုသွားကြည့်လိုက်လို့ရှိရင်ဒီကြောင်ညာရိုက်ကွင်းနေမှာဆိုဒီကျောင်းအောင်စင်တာကလေးတွေနဲတာမဟုတ်တွေ့ရတာမင်းသားမင်းသမီးဆိုတာဟာကတော့ဟိုဟာတိတ်မလွယ်ဘူးလေဒါသေုပ်ဆောင်တော့ဖြစ်သွားနိုင်တာပေါ့ဒါပေမဲ့ခုနပြောသလိုကိုစီမှာဒီသေုပ်ဆောင်မင်းသားမင်းသမီးပဲအယိုးဆွဲနေတာဟာမှာသူတို့ကဒီလိုလာပြီးလှုပ်တဲ့အတွက်ကိုယ်စိတ်နဲ့လည်းတထတဲ့ကြတယ်ပြီးတော့ဒီအမှုပညာဒီရုပ်ရှင်အလုပ်တွေမှာလည်းလူငယ်တွေအခွင့်အလမ်းတွေအများကြီးရှိရဆိုတဲ့အတွက်သူတို့ကိုကဲဟိုဟာတကယ်ကူညီပေးမယ်ဆိုပြီးတော့အချိန်ပြည့်လုပ်ပေးတာအဲ့ဒါက20ကျော်သွားပြီအဲ့နန်းဟာပြီးရလဲနောက်ပြီးအခုကအဲ့ဒါ AI တွေပေါ်လာပြီဆိုတော့အပြန်လုပ်မယ်လေအခုလဲကျွန်တော်တို့အရင်တော့ဘာလို့မရိုက်လဲဆိုလို့ရှိရင်အရင်တော့ဒီကဘာလို့မရိုက်လဲဆိုတော့ဟိုရိုက်လို့လည်းမရဘူးပြီးတော့နောက်ပြီးတော့ဒီလိုမျိုးဒီကျွန်တော်တို့ဆီမှာရှိတဲ့ဒီကင်မရာအစုပ်တွေနဲ့ကျွန်တော်တို့ကလုပ်လို့မရဘူးပြီးတော့နောက်ပြီးတော့ဒီဇန်လန်ကအရန်ကောင်းတဲ့ဇန်လန်ဖြစ်တဲ့အတွက် model အောက်တော့တဲ့ဟန်မပါဘူးအဲ့တော့အခုချိန်မှာပြန်လုပ်မယ်ဆိုလုပ်လို့ရပြီအခုသေုပ်ဆောင်တွေလည်းပေါ်လာပြီပြီးတော့နောက်ပြီးတော့ production တွေက Anigris တဲ့သူကမှတ်မိနေတော့လေသူပဲဘာသာပြန်လာတာလေသူပဲအင်္ဂလိပ်လိုဘာသာပြန်လာဆိုတော့အခုတော့နောက်လာမယ့်နေ့လောက်မှဆိုလို့ရှိရင်တော့လုပ်နိုင်တော့မှာအဲ့ဒါကအရင်ဆုမနန္ဒာအဲ့ဆုမနန္ဒာရဲ့အဖေနီယာဦးကင်းကောင်နောက်ဆုံးဒီဇတ်ထုတ်ကိုနောက်ဆုံးဇတ်သိမ်းမှာသူစာအုပ်လေးလာပို့တဲ့နေရာမှာဥညောင်ညောင်သူတို့တော့နင်တို့ပဲတော့ခေါ်ပေးပါဒီသက်ကယူရတော့မှာပေါ့အဲ့ဒါပေါ့ပြီးတော့အင်္ဂလိပ်လိုအရန်ကိုသူကအင်္ဂလိပ်ကသူက beauty essence ပြောရမှာသူတို့ကတော့ဆိုလို့ရှိရင်တော့ဒီတေယုတ်ဆောင်ကကျောင်းတွေကမရှိခဲ့ဘူးလေဒီဗီဒီယိုတွေပေါ်လက်ခါမှာလိုအပ်ချက်တစ်ခုအနေနဲ့ဟိုလူရိုက်မလားဒီလူရိုက်မလားဆိုပြီးတော့ဟိုလက်ပူတိုက်ပြီးတော့လောက်ကြတာကိုလောက်ကြတော့ဥကတကယ်ကြလို့ရှိရင်၄နှစ်၅နှစ်လောက်ကြာတော့မှဒီလူတို့ရိုက်သွားတဲ့ဟာဒီလို editing လုပ်ရပါလားဒီလိုဒီ close up ကဟိုနဲ့လုပ်ရပါလားအဲဇာညုံမှာဒါတွေကိုသိရတဲ့ခါကျတော့ဒါဒီနေ့ခုနလည်းပြောခဲ့တာပေါ့ဒီနေ့ကလေးတွေဒါတွေမလို့တော့ဘူးဘယ်လိုပြောမလဲပြေးလန်းပေါ်ရောက်သွားရင်ဥတော့ပြေးလန်းပေါ်ရောက်တော့ဘာပြေးရမှမသိဘူးဟာဖနက်ကဘာဖနက်စီးရမှမသိဘူးဟာဘယ်လန်းပြေးရမှမသိဘူးအခုဆိုလို့ရှိရင်သူကသေချာ guide လုပ်ပေးမယ်သင်ပေးမယ်ဟုတ်လားဆိုတော့ပို့ပြီးတော့ကလေးတွေပို့အကျိုးရှိတယ်လေအဲ့ဒါပါပဲသေုပ်ဆောင်တာကတော့ခုနပြောတော့ဗောနော်ကျွန်တော်တို့ကတော့သေုပ်ဆောင်တော့မပြောနဲ့တော့အောင်မြင်ဖို့လို့ပြောလိုက်တော့အောင်မြင်ဖို့လို့ပဲပြောလိုက်တော့ဒါလူတယောက်ကဒီအောင်မြင်သွားဖို့ဆိုတဲ့ဟာကသူကဟိုလိုအပ်ချက်တွေတော့ရှိတယ်ဒါပေမဲ့အဲ့တော့ခြုံပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဗုဒ္ဓဘာသာကံဉဏ်ဝရိယပဲဟုတ်လားဉာဏ်နဲ့ဝရိယကဘာလို့မလဲသင်မယ်လုံလဝရိယစိုက်ထားမယ်အကံနဲ့ကြုံတဲ့ချိန်မှာကိုယ်အောင်မြင်သွားမှာပေါ့ဟိုလေးလက်ဆန်းဆန်းမှုကြိုးစားအထောက်မှုဒါတွေလိုတာပေါ့နောက်ပြီးတော့ဆရာကောင်းသမားကောင်းတွေကိုချင်းကပ်မှုပေါ့ဆရာကောင်းသမားတွေတွေ့ရမယ်ချင်းကပ်ရမယ်သူတို့ဆရာတွေပညာရေးသင်ကြားရမှာ